နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောက်ကြသားသမီးများရဲ့တပတ်စာကံကြမ္မာအခြေအနေကိုဖဲဖေရီနီးကိုအသုံးပြုပြီးဆီယာမရွှေလုံးကဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီတပတ်တွင်းမှာစိတ်နှောက်ယှက်အနှဲငယ်ရှိတတ်ပေမဲ့ကံကောင်းခြင်းများကြုံရနိုင်ပါတယ်ကိုထက်ငယ်တဲ့သူစီကနေလည်းလက်ဆောင်ရနိုင်ပါတယ်ကိုဖြစ်ချင်တဲ့ဆန္ဒနဲ့တစ်ထပ်ထဲကျနေတဲ့ကာလလည်းဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့အချစ်ရေးအိမ်တော်ရေးကံကြမ္မာခြင်းတွေဟာဆိုရင်အညံ့ဘက်ကိုဥတီနေတာကိုတွေ့ရပါတယ်။ခုနှစ်ရက်သားသမီးများရဲ့ချစ်ခင်မှုကိုရနေသလိုမကောင်းတင်းပြောမဲ့သူများကလည်းစောင့်ကြိုလို့နေပါတယ်။ဒီလိုကံမကောင်းမှုတွေကြားတဲ့ကနေအချစ်နဲ့တွေ့ဖို့ရှိပါအောင်မယ်။ကိုထက်ငယ်တဲ့သူဖြစ်ပါမယ်။အဆဆရရအစဉ်ပြေဖို့အတွက်ဖះမှာတောက်တော်ရီတစ်ခွက်ကပ်ပြီးတော့ဆူတောင်းလိုက်ပါ။တောက်ချသားသမီးများအတွက်အလောက်ကိုင်းစီးပွားရေးကအရင်ကထပ်ပိုပြီးအောင်မြင်မှုရှိနေပါလိမ့်မယ်။ကိုညီမဆားမဲ့သူများလည်းပေါ်ပေါက်လာပါလိမ့်မယ်။ကိုယုံကြည်မှုအားနည်းနေရမို့လို့ငါလုံနိုင်တယ်ငါစင်ပြေသွားမယ်ဆိုတဲ့စိတ်ကိုထားပြီးတော့စူးစမ်းကြည့်ပါလို့မှာချင်ပါတယ်။ဒီတစ်ပတ်တွင်းမှာလုပ်ငန်းအသစ်စမဲ့သူတွေအတွက်မစတင်သင့်သေးတဲ့ကာလလည်းဖြစ်ပါတယ်။ကျမရင်းနေနဲ့ကတော့သူရနေတာတွေမူးတာမောတာတွေဖြစ်တတ်ပါတယ်။ကိုထက်ငယ်တဲ့သူတွေရဲ့ကျမ်းမာရေးကိုလည်းအထူးဂရုစိုက်တဲ့ကာလပဲဖြစ်ပါတယ်။ပညာရေးမှာတော့စိတ်လေရာမျိုးတွေတွေ့ရတတ်ပါတယ်။စာမွဲကို2ခါပြန်ဖြေရတာဗီဇာလျှောက်တာ2ကြိမ်လုပ်ရတာစသဖြင့်2ကြိမ်2ခါလုပ်နေရတာမျိုးတွေရှိတတ်ပါတယ်။ဘေးစကားတွေကိုနားမအောင်မဲနဲ့ကိုစူးစမ်းစရာရှိတာကိုဆက်လက်စူးစမ်းနေဖို့မှာချင်ပါတယ်။တောက်ကြသားသမီးတွေကိုဒီတစ်ပတ်အတွက်ကံကောင်းစေမဲ့ကိန်းကနန်းများကတော့1 3ညခွန်တို့ပဲဖြစ်ပါတယ်။ကံကောင်းစေမဲ့အယောင်တွေကတော့နုနှစ်ရောင်ပန်းနုရောင်မိုးပြရောင်တို့ပဲဖြစ်ပါတယ်။ဒီတစ်ပတ်အတွက်တောက်ကြသားသမီးများကိုရေတရာခြေခိုင်းကျင်တာကတော့ဖះတစ်ခုခုကမိမိရဲ့မွေးနံတောင်မှာရေမီးအမွှေးတိုင်းပန်းတို့ကိုဆက်ကပ်လှူဒန်းပြီးတော့ကံကောင်းလာစေဖို့အတွက်ဆုတောင်းပေးပါ။တောက်ကြသားသမီးများပါဝင်9ရက်သားသမီးပေါင်းစိတ်ရချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆီယာမရွှေလုံးကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။